ကဲခင်များတို့ကံကောင်းကိုခွေးချီးနေမိတယ်ဆိုတဲ့စကားပုံဘလို့ကနေဆက်ဖြစ်လာလဲသိကြလားဟော်လျံရွာမှာဟောက်လို့ခေါ်တဲ့အဖိုးအိုတယောက်ရှိတယ်အဖိုးအိုကငယ်ငယ်ကလေးကဇနီးတီဆုံးပါသွားခဲ့ပြီးဟောက်ယုံလိုင်းကံကောင်းခြင်းတွေရောက်လာပါစေလို့အတိတ်ပဲရတဲ့သားတယောက်ရှိတယ်ဒီသားကလည်းသူ့ဖေလိုပဲလူတို့ဦးဖြောင်းအလုပ်ကြိုးစားတဲ့သူပေါ့မိုးလင်းကနေမိုးချုပ်အထိမနာရန်လောက်ကင်ပေမဲ့အိမ်ရဲ့စီးပွားရေးကတော့အဖက်မတင်ပဲဆင်းရဲမြဲဆင်းရဲနေတော့ပဲအသက်20ကျော်တဲ့အထိလည်းမိမမရနိုင်သေးတော့အဖေနဲ့သားနှစ်ယောက်မှဒီကိစ္စနဲ့တင်အမြဲစိတ်ညစ်နေရရှာတယ်တနေ့ရဲ့21ရက်အကြိုညမှာပေါ့ရှေ့ကနှစ်တစ်ကူထမင်းဝိုင်းကိုကြည့်လိုက်တော့လဲပေါက်စီအကျန်းနှလုံးပဲရှိတာဒါဖြစ်သူကစိတ်ပြက်လက်ပြက်နဲ့အဖေဟာကျွန်တော်တို့အိမ်ကနှစ်တိုင်းလက်နက်မင်းကိုပြိဖိနေတာပဲဒါပေမဲ့တခါမှလည်းချမ်းသာမလားပါလားဒီနှစ်တော့လက်နက်မင်းသွားမပင်ရအောင်များသွားလဲအပိုပဲလို့ပြောလိုက်တယ်အဖေကတော့ပြုံးပြီးမင်းကလည်းကွာတရွာလုံးကလက်နက်မင်းကိုဝိုင်းပင်နေကြတာနဲ့မင်းလည်းပဲအားပါမလဲဒီနှစ်တော့ငါတို့တခြားလူတွေထက်စောစောသွားပြီးပင်ကြတာပေါ့ဒါဆိုငါတို့အိမ်ကိုကြော်လာရင်ကြော်လာဦးမှာလို့ပြန်နေသိမ့်တာပေါ့တန်းခေါင်ကျော်တာနဲ့တရွာလုံးပြောက်အိုးတွေဖောက်ပြီးဆူညံသွားတော့တာပဲဒီရက်ကဒလေးရလက်နက်မင်းပင်မယ်ဆိုရင်အိမ်တကားကထွက်ပြီးအရှိဘက်ကိုပဲဥတီလျှောက်ရတယ်ရအရှိဘက်ကနေလက်နက်မင်းကြော်လာတယ်လို့ယူဆကြတာကိုအဲလိုနဲ့လမ်းတန်ကြာလျှောက်ပြီးလို့လက်နက်မင်းနဲ့ဆုံပြီးလို့ကိုပါကိုခံစားရတဲ့အချိန်ကြရင်မြေကြီးပေါ်ကအရာတစ်ခုခုကိုကောက်ယူရတဲ့ဒလေးရှိတယ်ဘာပဲကောက်အဲ့ဒါလက်နက်မင်းပေးတဲ့ရတနာလို့သတ်မှတ်ပြီးအိမ်ပြန်ယူလာရင်တေချာပေါက်ချမ်းသာလိမ့်မယ်လို့ယုံကြည်ကြတာကဲအဖိုးကိုဟောက်နေသူသားဘာလို့လဲကြည်ရအောင်တခြားလူတွေအရှိဘက်သွားရင်ငါတို့ကအနောက်ဘက်သွားမယ်ကွာဒီနှစ်တော့တေချာပေါက်ကန်ထူးမာတဲ့အဖိုးအိုကစိတ်အားထက်သန်စွာနဲ့သားရည်ကြည့်နေဖေမင်းအတွက်ရတနာကြီးတစ်ခုကောက်ပေးမယ်ဆိုပြီးဒလေးတိုင်းမြေကြီးပေါ်ကအရာတစ်ခုကိုအမောင်ထဲမှာစမ်းပြီးစုပ်ကောက်လိုက်တာပေါ့ဒါပေမဲ့ကောက်လိုက်တဲ့အရာကိုကြည့်ပြီးအဖိုးကိုမျက်လုံးပြူးသွားတယ်ဟင်ဒါပါကြီးလဲလမင်းလင်းရောင်အောင်မှာတေချာကြည့်လိုက်တော့မှအမလေးငါနဲ့ခွေးကြီးအစိုးကြီးဖြစ်နေတော့တာပဲအဖိုးကိုခမရလက်ကိုမြေကြီးနဲ့အမြန်ပုတ်ပြီးရပြီးအိမ်မြန်ပြန်ရအောင်ပြဆိုပြီးစိတ်ရက်လက်ပြက်ပြန်လာခဲ့တယ်အဲ့ဒီချိန်မှာပဲရွာထဲကသူထေးချင်းကိုစိုက်ကအိမ်ပြန်လမ်းမှာသူတို့နဲ့တိုးရောသူထေးကဟဲ့အဖိုးကြီးဟောက်တစ်ခုခုကန်ထူးလာတယ်ထင်တယ်ဘာရတနာကောက်ရလဲပြောပြပါဦးလို့လမ်းမေးတာပေါ့အဖိုးကစိတ်တူတူနဲ့အေးခွေးချီတုံးကြီးကောက်ရတယ်ရာလို့ရွယ်ပြောပြီးထွက်သွားတဲ့သူထေးကတော့အဖိုးကရတနာရတာကိုရှိုးဝက်ချင်လို့လိန်ပြောရလို့ပဲတစ်ထစ်ချယုံကြည်သွားတော့တာပေါ့သူထေးကြီးကိုစိုက်ကအိမ်ပြန်ရောက်တာနဲ့သူ့မိမကိုအဲ့ဒီအဖိုးကြီးတစ်ခုခုတော့ကန်ထူးလာပြီဗျာဘာလဲမေးတော့လဲမပြောဘူးတကယ်ရတနာအစ်စ်ပဲဖြစ်ရမယ်လို့ပြောပြတယ်ဒီတော့သူ့မိမကညံစင်ပြီးကျမတို့သမီးရှမ်းယူနဲ့အဖိုးကြီးရဲ့သားဟောက်ယုံလိုင်ကအသက်ချင်းတူတူပဲလေသမီးကိုအဲ့ဒီအိမ်ပေးစားလိုက်ရင်သူတို့ဘာရတနာရထားလဲဆိုတာသိရမှာပေါ့လို့အကြံပေးတော့တာပဲသူထေးကလည်းကောင်းလိုက်တဲ့အကြံဆိုပြီးသဘောတူလိုက်တယ်နောက်တနေ့မှာတော့သူထေးကိုယ်တိုင်အဖိုးကိုအိမ်ကိုရောက်လာပြီးသမီးနဲ့ပေးစားဖို့စကားကမ်းလမ်းပါလေရောသားဖြစ်သူကတော့အနှလုံးလိုပါဆက်ဟောင်းတာပဲဘာလို့လဲဆိုတော့သူထေးသမီးကတရွာလုံးမှာအလှဆုံးမိန်းကလေးကိုဒါပေမဲ့အဖိုးကတော့လုံးဝမယုံဘူးဒီသူထေးလင်များကငွေပဲမတ်တဲ့သူတွေဖြစ်နေတာကိုအခုလိုသမီးဖြစ်သူကိုစင်းရဲသားအိမ်လာပေးစားတယ်ဆိုတော့တခုခုတော့လက်ကရှိနေပြီလို့တန်တရားဝင်တာပေါ်သူထေးပြန်သွားတော့မှသားဖြစ်သူကိုဒီကိစ္စကထင်တယ်လို့မယိုရှင်းဘူးလို့တတိပေးတယ်အခုသူထေးကငါတို့မှာယတနာရှိတယ်ထင်ပြီးသမီးနဲ့လာလဲတာငါတို့ဘက်ကမြင်ရင်လဲသူကအညိုးထားပြီးဒုက္ခပေးဦးမယ်ဒါကြောင့်သမီးကိုပဲအရင်လက်ထက်ယူလိုက်တာပိုကောင်းမယ်ချက်ပြီးသားထမင်းဖြစ်သွားပြီဆိုမှအမှန်တိုင်းသိသွားရင်လဲသူတို့ဘာမှတတ်နိုင်တော့မှာမဟုတ်ဘူးဆိုပြီးသားဖက်နှစ်ယောက်တိုင်ပင်ပြီးသဘောတူလိုက်ကြတယ်နောက်ရက်မှာအဖိုးကသူထေးအိမ်ကိုသွားပြီးခင်များပြောတဲ့အစီအစဉ်ကိုသဘောတူပါတယ်ဒါပေမဲ့ကျွန်တော်အိမ်ချီနေလဲသိတဲ့အတိုင်းပဲပိုက်ဆံတပြားမှမရှိတော့မင်္ဂလာကြီးမပေးနိုင်ဘူးဗျာလို့ပွန့်ပွန့်လင်းလင်းပြောလိုက်တဲ့သူထေးကတော့စိတ်ထဲမှာမင်းတို့စီကယာတနာကြီးရမှာပဲလို့တွေးနေတော့ဟာအဖိုးကြီးရတာတွေစိတ်ပူမနေပါနဲ့ကျွန်တော်တို့ကလူရည်ချင်းကိုပဲကြည်တာပါမင်္ဂလာဆောင်စရိတ်အကုန်လုံးကျွန်တော်စိုက်ထုတ်ပေးမယ်ကျွန်တော်မှလည်းဒီသမီးတယောက်တည်းရှိတာအခမ်းအနားဆုံးဖြစ်စေရမယ်လို့သဘောကောင်းပြတာပေါ့သူထေးကလက်သမားတွေကိုပါခေါ်ပြီးအဖိုးတို့ရဲ့စုပ်ပြတ်နေတဲ့တစ်သားအိမ်လေးကိုတေးသေးချာချာပြုပြင်ပေးခဲ့တယ်ပြီးတော့ရက်ကောင်းရက်မြတ်ရေးပြီးမင်္ဂလာပွဲကိုအကြီးကျယ်ကျင်းပပေးတော့တာပဲရွာသားတွေကတော့မင်္ဂလာပွဲကိုကြည့်ပြီးသူထေးချင်းကိုစိုက်တယောက်မိကန်ခံရလို့ဦးနောက်ပြတ်သွားပြီထင်တယ်လို့ဝိုင်းပြောကြတာပေါ့မဟုတ်ရင်သမီးချောလေးကိုဒီလိုဆင်းရဲသားနဲ့ပေးစားပါမလားပေါ်တချို့ကလည်းဒီကောင်ဟောက်ယွန်းလိုက်တော့တကယ်ကိုခွေးချီနေမိပြီးကန်ကောင်းသွားတာပဲလို့တယောကြတယ်တစ်ဖက်မှာလည်းသားဖြစ်သူဟောက်ယွန်းလိုင်ကတော့အိမ်မက်မက်နေတယ်လို့ပဲသူတို့သမီးရဲ့မျက်နှာဖုံးနီလေးကိုဖယ်လိုက်တဲ့အထိဒါတွေကအစ်စ်အမှန်ဟုတ်မဟုတ်သူကိုတော့မယုံနိုင်သေးဘူးသူတို့သမီးကကျမမျက်နှာမှာပန်းပွင့်တွေပွင့်နေလို့လားလို့မေးတော့မှသူကမင်းကတိတ်လာလုံးလို့ပါဇနီးလေးရာလာပါချိန်တွေဖြုံးမနေပဲအိတ်ကြရအောင်လို့လောဆော်တာပေါ့ဒါဖြစ်သူကမင်္ဂလာဦးညကိုအလဟဲမဖြစ်ချင်တော့အင်ဂျီတွေအမြန်ချွတ်ဖို့ပြင်းတဲ့အချိန်မှာသူတို့သမီးကသူ့လက်ကိုတွန်းထုတ်ပြီးတားလိုက်တယ်နေဦးလေမလောပါနဲ့ဦးအခုကျမတို့ကလင်မယားတွေဖြစ်သွားပြီပဲရှင်ကျမကိုရှိုးဝက်ချက်တွေမထားရဘူးနော်လို့ပြောပြီးအဖေကောက်ရလာတဲ့ယတနာကြီးကိုကျမကိုပြပါဦးကြည့်ချင်လုံးလို့ဆိုပြီးပူစာတော့တာပဲဒီတော့မှသားဖြစ်သူကပြုံးပြီးဇနီးလေးရဲ့ဒီနားကမင်္ဂလာဦးညလေးပြီးတော့နယံမှာအနားရှိတယ်ဆိုတဲ့အတိုင်းတခြားလူတွေတီးသွားရင်ဒီယတနာကဘေးမကင်းဖြစ်သွားလိမ့်မယ်ကျွန်တော်တကိုယ်လုံးတောင်မင်းပိုင်ဖြစ်နေပြီပဲကို
ဘာတွေစိတ်ပူနေသေးလဲလို့ချောလိုက်တော့မှသူတို့သမီးလဲဟုတ်သားပဲဆိုပြီးစမပူစားတော့ပဲမင်းငိမ့်ပြီးအိယာဝင်သွားကြပါတော့တယ်ဒါပေမဲ့လည်းရက်နှဲငယ်ကြတော့ကျင်ရှမ်းရီတယောက်မအောင်အိနိုင်တော့ပါဘူးသူကငယ်ငယ်ကလေးကလက်မလွတ်ချေမလို့အလိုလိုက်ခံပြီးကြီးပြင်းလာခဲ့ရတာလေအခုတော့ဟောက်ယွန့်လိုက်နဲ့လဲလက်ထက်လိုက်ရောထမင်းချက်အဝတ်လျှော်ရတဲ့အပြင်ထမင်းတောင်ဝအောင်မစားရရှာပါဘူးဒါလူနေတဲ့ဘဝလားတကယ်တော့ရှင်တို့ကျမကိုမိသားစုဝင်တယောက်လိုဘယ်ုံကမှသဘောမထားခဲ့ကြဘူးပဲလို့သူကခံပြင်းစွာအော်ဟစ်ပါတော့တယ်ရောက်ခမကြီးကလည်းမြေကငါသားယွန့်လိုက်နဲ့ညားပြီပဲငါတို့ဟောက်မိသားစုဝင်ဖြစ်နေပါပြီဘာလို့သူစိမ့်လို့ဆက်ဆံရမှာလဲလို့ပြောနေမဲ့ကျင်ရှမ်းရီကတော့မိသားစုဝင်လို့သဘောထားတယ်ဟုတ်လားအိမ်မှာယတနာတွေရှိရသားနဲ့ဘဝတိုးတက်အောင်ထုံမတုံဘူးရှင့်အိမ်ရောက်ကလေးကအသားဟင်းမပြောနဲ့ထမင်းတောင်ဝအောင်မစားရဘူးဒါမိသားစုဝင်လို့သဘောထားတာလားလို့ပြန်ပတ်လိုက်ပါတယ်ဒါနဲ့လင်းယောက်ရဖြစ်သူကမိမရဲ့အဲ့ဒီယတနာကအလွယ်တကူထုတ်ပြလို့မဖြစ်လို့ပါလူယုံမာတွေတည်သွားရင်ဒုက္ခရောက်ကုန်လိမ့်မယ်အချိန်တန်ရင်ငါဘာသာထုတ်မှာပါအဲ့ဒီခါကျရင်မင်းကိုစီးစိမ်တွေအလဲမှာထားမှာပါလို့ချော့မော့ပြောဆိုလိုက်ပါတယ်ဟောက်ယွန့်လိုင်းစင်ချေပေးနေရကိုမြင်တော့ကျင်ရှမ်းရီလဲငိုယိုပြီးအမိအိမ်ကိုပြန်ပြေးပါတော့တယ်လူသူထေးလင်များလဲတမိဖြစ်သူငိုပြီးပြန်လာတာကိုမြင်တော့ဘာဖြစ်တာလဲဆိုပြီးအလန့်တကြားမေးကြတာပေါ့တမိဖြစ်သူကလည်းဟောက်အိမ်မှာဘာရတနာမှမရှိပါဘူးသူတို့အိမ်ရောက်ကလေးကတမိတခါမှထမင်းဝဝမစားရဘူးဒီလိုဒုက္ခဆင်းရဲတွေဘယ်တော့မှပြီးမှာလဲတမိဆက်မနေနိုင်တော့ဘူးလို့ရင်ဖွင့်ငိုကြွေးပါတယ်တမိဖြစ်သူရဲ့ငိုချင်းကိုကြားရတဲ့မိဘနှစ်ပါးလဲရင်ကျိုးမတက်တနာသွားပြီးအမေဖြစ်သူကအိမ်စီတွေကိုမီးဖို့ချောင်မှာစီပြန်ဟင်းတွေကောင်းကောင်းမွန်မွန်ချက်ပြုတ်ဖို့ချက်ချင်းပဲအမိန်ပေးပါတော့တယ်ဟင်းကောင်းတွေကိုမြင်တော့ကျင်ရှမ်းရီလဲမျက်လုံးငယ်အယောင်တောက်သွားပြီးငငက်ပြက်ပြက်နဲ့အငမ်းမရစားပါတော့တယ်ဝဝလင်လင်စားတောက်ပြီးတဲ့နောက်မှာတော့စိတ်နှင်းနဲ့ငြိမ်ကျသွားတာပေါ့အဲ့ဒီအချိန်မှာအဖေဖြစ်သူယိုသူထေးကဟောက်အိမ်ကသားဖနှစ်ယောက်ကအကွက်မြင်နေဟဲ့သူတို့ရတနာကိုထုံမပြတာကမြေသူတို့နဲ့တကယ်ခြေချမှာလားဆိုတာကိုစမ်းသပ်နေရဒီချိန်မှာညီဘက်ကအလျှော့မပေးနဲ့အခုဘာမှမတွေးနဲ့တော့ဟောက်ယွန့်လိုက်နဲ့ပဲရိုးရိုးသားသားလိုက်နေလိုက်သူတို့ညီပေါ်ယုံကြည်သွားရင်ရထော်နာကိုအလိုလိုထုတ်ပြလိုက်မယ်လို့အကြံပေးပါတယ်အမေဖြစ်သူကလည်းအမေကြီးအတွက်ဂျုံမှုပိတာဝက်15ပြည်နဲ့မွေးမြူရေးချက်မကြီးတကောင်ထည့်ပေးလိုက်မယ်အိမ်ကြရင်ကောင်းကောင်းချက်စားလိုက်ဆိုပြီးပေးလိုက်ပါတော့တယ်ကျင်ရှမ်းရီလည်းဟောက်အိမ်ပြန်ရောက်တော့နေတိုင်းမငီးမညူပဲအလုပ်တွေကိုကြိုးကြိုးစားစားလုပ်ကင်ပြီးယတနာအကြောင်းကိုလည်းလုံးဝမမေးတော့ပါဘူးဒါကိုဟောက်ယွန့်လိုင်းကထူးဆန်းနေပြီးမိမတယောက်အမှန်တရားကိုသိသွားပြီလားလို့တွေးမိတာပေါ့ဟိုတွေးဒီတွေးနဲ့အဲ့ဒီညမှာပဲဟောက်ယွန့်လိုင်းကမိမရဲ့တကယ်တော့အဖေကဘာယတနာမှကောက်မရခဲ့ပါဘူးလက်နက်မင်းစီကကောက်ရတာခွေးချေတုံးကြီးပါလို့အမှန်တိုင်းဖွင့်ပြောလိုက်ပါတယ်ဒါကိုကြားလိုက်ရတဲ့ကျင်ရှမ်းရီကတော့စိတ်ထဲကနေငါလိုသူထေးသမီးတယောက်ကဒီအိမ်မှာပင်ပန်းပန်းလှုပ်ကြွေးနေတာတောင်ဒီလူယုံမာကငါ့ကိုမယုံသေးပဲလိန်ညာနေတော့မဲကောင်းပြီငါဘာသာငါယတနာကိုရှာမယ်တွေးတဲ့အခါကျမှသူဘလို့စင်ချေပေးမလဲကြည့်ရသေးတာပေါ့လို့တွေးပြီးမကြေမနက်ဖြစ်သွားပါတယ်ရောက်ခမကြီးနဲ့ဟောက်ယွန့်လိုင်းတို့အပြင်ကိုအလုပ်သွားလုပ်တဲ့အချိန်မှာတော့ကျင်ရှမ်းရီတယောက်အိမ်တွင်းနဲ့ပစ္စည်းတွေကိုမွေးနောက်ပြီးယတနာကိုရှာပါတော့တယ်နေရာအနှက်ရှာပေးမဲ့လဲဘာမှမတွေ့ပါဘူးဒါနဲ့သူကအိမ်ချမ်းပြင်တွေကိုပေါက်တူးနဲ့လိုက်တူးပြီးကွယ်ရဝက်ရနေရာအလုံးကိုနှက်နေအောင်တူးဝေမဲ့လဲယတနာကအရေးရောင်တောင်မမြင်ရပါဘူးဒါပေမဲ့လဲဟောက်အိမ်မှာယတနာရှိတယ်လို့တစ်ခါချယုံကြည်ထားတဲ့အတွက်စတူးနေရင်နောက်ဆုံးမှာတော့မီးဖိုချောင်းကထင်းပုံအောက်ခြေမှာအိုးတလုံးကိုတူးမိပါတော့လဲအိုးဖုံးကိုဖွင့်ကြည့်လိုက်တဲ့အခါမှာတော့အန်သားစရာကောင်းလောက်အောင်ရွှေတင်ကားတွေပြည့်ရှံနေတဲ့ယတနာအိုးကြီးဖြစ်နေပါတော့တယ်ကျင်ရှမ်းရီလဲဒါကြောင့်မို့လို့အဖေကငါ့ကိုဒီအိမ်လိုက်ခဲ့ရင်မစင်းရဲပါဘူးလို့ပြောခဲ့တာကိုလို့ဝမ်းသာအားရရေးရလိုက်ပါတယ်သူကအိုးရဲကနေရွှေတုံးတုံးကိုထုတ်ယူလိုက်ပြီးအိုးကိုမူလအတိုင်းပြန်မြုပ်ကအပေါ်ကနေထင်းတွေနဲ့ပြန်ဖုံးပြီးဘာမှမဖြစ်ခဲ့သလိုဟန်ဆောင်ထားလိုက်ပါတယ်အဲ့ဒီညအိယာဝင်တဲ့အခါကျင်ရှမ်းရီကဟောက်ယွန့်လိုင်းရှင်းကိုနောက်ဆုံးချိန်မေးမယ်အိမ်မှာယတနာတကယ်ပဲရှိလားမရှိဘူးလားလို့မေးတော့လင်းယောက်ျားကတပြင်းချပြီးမိမရဲ့ဘယ်နှခါပြောရမလဲတကယ်မရှိပါဘူးဆိုတာမင်းကဘာလို့မယုံရတာလဲလို့ပြောပါတယ်အဲ့ဒီမှာတင်ကျင်ရှမ်းရီကရွှေတုံးကိုထုတ်ပြပြီးဒါဆိုတာကဘာလဲကောင်းကောင်းကြည်စမ်းလို့ဆိုတော့လင်းယောက်ျားလဲဒါရွှေတုံးကြီးကဘယ်ကရတာလဲလို့အန်တာသွားပါတယ်ဟွန်းဟန်ဆောင်ရုံပဲဘလောက်အထိဟန်ဆောင်နိုင်မလဲကြည့်ရသေးတာပေါ့ငါအကုန်ရှာတွေ့သွားပြီရှင်အခုထိဝန်မခံသေးဘူးလားလာကြည့်စမ်းဆိုပြီးကျင်ရှမ်းရီကဟောက်ယွန့်လိုင်းကိုမီးဖိုချောင်စီဆွဲခေါ်သွားပြီးယတနာအိုးကြီးကိုဖြတ်ခနဲတူးထုတ်ပြလိုက်ပါတယ်ဟောက်ယွန့်လိုင်းလည်းမြင်လိုက်ရတဲ့အခါမျက်လုံးဝိုင်းသားနဲ့အံ့အားသင့်သွားပါတော့တယ်အတန်ကြားလို့လာကြည့်တဲ့ရောက်ခမကြီးလဲရွှေတွေပြည့်နေတဲ့အိုးကြီးကိုမြင်ပြီးပါဆက်ဟောင်းသားဖြစ်သွားပါတယ်တကယ်တော့သူ့အိမ်အောက်မှာဒီလောက်ရွှေတွေရှိနေမှန်းသူကိုယ်တိုင်လဲလုံးဝမသိခဲ့တာပါအကယ်လဲအဲ့ဒီတုန်းကခွေးချေတုံးကိုသာမကောက်ခဲ့မိရင်ဟောက်ယွန့်လိုင်းလဲဒီလိုသူထေးသမီးကျင်ရှမ်းရီနဲ့ညားမှာမဟုတ်တလို့ဒီယတနာအိုးကြီးကလည်းဘသူ့လက်ထဲရောက်သွားမလဲမသိနိုင်ပါဘူးရောက်ခမကြီးကတော့ဒါဟာလက်နက်မင်းကြီးတကယ်မစတာပဲလို့ဝမ်းသာအားရဖြစ်နေပါတော့ရဲ့အဲ့ဒီအချိန်ကစပြီးဟောက်မိသားစုဟာချမ်းချမ်းဣတာတာနဲ့ဘဝကောင်းကိုပိုင်ဆိုင်သွားပါတော့တယ်ရွာထဲကလူတွေလည်းရောက်ခမကြီးတယောက်ခွေးချေတုံးကောက်မိရာကနေအခုလိုဘဝပြောင်းသွားတာကိုသိသွားကြပြီးခွေးချေနေမိလို့ကံပွင့်သွားတာပဲဆိုပြီးအားကြတတပြောကြပါတော့တယ်အဲ့ဒီနောက်ပိုင်းကဇက်လို့ခွေးချေကံဆိုတဲ့စကားစုဟာအလွန်အမင်းကံကောင်းခြင်းဆိုတဲ့အဓိပ္ပာယ်ဖြစ်ယနေ့ထက်တိုင်လူပြောများတဲ့စကားပုံတစ်ခုဖြစ်လာခဲ့ပါတော့တယ်